နေပြည်တော်သားလေးမင်္ဂလာပါအေးဆေးပါပဲမင်္ဂလာပါကိုဖုံးနဲ့အားလုံးမင်္ဂလာပါမင်္ဂလာညာချမ်းလေးပါမျိုးချစ်ကြီးပိန်သွားတယ်နော်တဲ့ဟုတ်တယ်ဝိတ်လျှော့နေတာဝိတ်လျှော့နေတာဝိတ်လျှော့နေတာဖုံးခေါ်မရလို့ဖုံးခေါ်ပေးပါဦးနဲ့လွမ်းနေတာတဲ့ကိုဖုံးကြီးတဲ့တောက်ထားသေးလားမတောက်ပါဘူးဗျမတောက်ဘူးလေဒီမှာမီးပြက်နေလို့ကျွန်တော်တို့ဟိုပြင်ဦးလွင်ရတယ်ကျွန်တော်တို့အဘကာချုပ်ကြီးလာမှမီးရမှန်တာမတောက်ဘူးမတောက်ဘူးဒီမှာဘောကဘလူးလေးပဲအစစ်ကြီးဒီမှာကြည့်ဖွင့်တော့မဖွင့်ရသေးဘူးဖွင့်ရသေးဘူးဝေတော့တာမဟုတ်ဘူးဗျလက်ဆောင်ပေးတာသူများကျွန်တော်ချစ်တဲ့လူတွေကလည်းအရက်ဖြတ်တော့မယ်ဆိုရင်လက်ဆောင်လာပေးတယ်မတော့ဘူးဒီမှာအရက်ဖြတ်မယ်လို့ပြောလိုက်တိုင်းလက်ဆောင်ပေးတာခံရတယ်အဲ့ဒါဟောတရရဲ့တငယ်ချင်းကောင်းမိတ်ဆွေကောင်းနဲ့တွေ့တဲ့နေ့ကျတောက်တာပေါ့ဒီမှာဘလူးလေးပဲဒီမှာကျိုးလေးနဲ့ဟိုသူများတောက်စီခြင်းလို့ပြီးတော့လေပြန်လဲမရောင်းချင်ဘူးဗျာသိရမလားအဲ့လိုကိုယ့်ရဲ့ငကိုပင်ကိုဗီဇဟိုကအဲ့အချင်းပါတယ်တချို့ကလည်းမစားဘူးတာတွေမတောက်ဘူးတာတွေတဲ့ကျွန်တော်ဘဝမှာရှားပါတယ်ထားလိုက်ပါဒါတွေကရောတဲ့ဟွာကျွန်တော်တို့ဟိုဟာပေါ့ကျွန်တော်တို့ဒီမီးမလာတော့နည်းနည်းတီးခံကြည့်ပေးပေါ့မီးမလာလို့မိအတန်လေးမကြားရပါလားချစ်ကိုဘယ်ကမိချစ်မွေးကြီးတဲ့ရီတဲ့ကျွန်တော်တို့ဟို25ရက်နေ့ပေါ့နော်25ရက်နေ့ကကျွန်တော်တို့မန္တလေးမှာ PDF 32ယောက်ပေါ့ဂျာ30မှ2ယောက်အလင်းဝင်လာတယ်ပေါ့နော်ကျွန်တော်ပြောခဲ့ပါတယ်နော်အရင်တော့เนี่ย PDF တွေညီငယ်ညီမငယ်တွေ PDF တွေဆိုတာကကျွန်တော်တို့ဗမာတိုင်းရင်းသားနော်ဒီဒေါ်စုကြည်ကိုမဲလိမ်မှုမဲမတမာမှုမဲခိုးမှုနဲ့နော်ဒီချင်းလုံးခတ်တဲ့တမရဝင်းမြင့်ဆိုတဲ့လူကိုနော်ထိန်းသိမ်းရနေပြီးတော့မှနော်အမေစုဆိုပြီးတော့သူတို့ပါဇက်ကနေဖြစ်ပြီးတော့မှဆေးအာနာရှင်တို့ဘာလို့ဆိုပြီးတော့ဝါရမိုင်းတိုက်တာပေါ့ဝါရမိုင်းတိုက်ရင်းနဲ့နော်ဟိုဒီဖြစ်ပေါ်လာတဲ့တော်လန်ရေးပေါ့ဝါရမိုင်းတိုက်တာ88တဲ့ကနော်ဒီနိုင်ငံရေးသမားတွေမြန်မာပြည်ရဲ့နိုင်ငံရေးသမားတွေအောက်တန်းသားနိုင်ငံရေးသမားတွေပေါ့ဒီလိုနိုင်ငံရေးသမားတွေကြောင့်နော်မြန်မာပြည်ကဟိုမျိုးဆက်တဲ့လူငယ်တွေ88မှာဆိုလဲကျွန်တော်တို့မျိုးဆက်တဲ့လူငယ်တွေမြန်မာပြည်ရဲ့နော်တကယ်တန်ဖိုးရှိတဲ့လူငယ်တွေကြာဆုံးခဲ့ရတယ်အခု2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းချင်းမှာလဲတမတော်ကာကွယ်ဦးစီးချုပ်ကနော်ဟို2008ခြေဦးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအာဏာထိန်းတယ်နော်အာဏာထိန်းတာကိုလည်းအဲ့မှာမင်းကိုနိုင်တို့လို့ခိုးကြီးတို့လို့ကောင်းတယ်ပေါ်ထုံးပေါ့နော်မင်းကိုနိုင်ဆိုတော့သူများနာမည်ကိုခိုးထားတာလို့ပြောတာပဲအဲ့ကောင်တွေကနော်နာမည်တခိုးတွေနော်အဲ့လိုကောင်တွေတော့မှဟိုပြောချင်တာပြည်သူနဲ့တူတရားတဲ့ရှိတယ်လို့ဟိုဘောနော်ဒီလူထဲမှာဟိုအကိုရှိတယ်လို့ငါရှိတယ်လို့ဘာမသိပါဘူးသူပဲပြောနေတာပဲနော်လူငယ်တွေကိုမြောက်ပေးတယ်နော်လူငယ်တွေကိုမြောက်ပေးပြီးတိုင်းပြည်ကိုဖျက်ဆီးဖို့အတွက်နော်ဟိုဘက်တစ်ဖက်ကနော်နိုင်ငံခြားကမျိုးသောအနောက်ရှက်ဖျက်ဆီးမဲ့လူတွေနဲ့ဆက်ဆံတဲ့လက်နက်တွေတွင်းနေနော်ဇေယျတော်တို့လိုကောင်းနေဂျင်းနီတို့ဂျင်းမီဗာလဲဂျင်းနီလားမသိပါဘူးဗျာဒီကောင်းနေမှာဂျင်းမီလားအဲ့လိုကောင်းနေနော်အမှတေကြကြေကြပျက်စီးကြရတဲ့တိုင်းပြည်လဲနော်ဒီလိုလူငယ်တွေကိုနော်ခေါ်သွားတယ်ဘဒူတေငရေမာပြီးရောလို့တချို့သောအင်ဂျင်နီယာတွေနော်တချို့သောဆရာဝန်တွေ CDN လုပ်တယ်တချို့သောအမှုပညာရှင်တွေနော်လက်သုံးချောင်းထုံပြီးထောင်ပြီးတော့တိုင်းပြည်ရဲ့ရန်နေရာကိုပျက်စီးသွားအောင်နော်
နော်ပျက်စီးသွားအောင်ဝိုင်းလောက်ခဲ့လိုက်တာဝိုင်းလောက်ခဲ့လိုက်တော့ကျွန်တော်တို့ကနော်ဒီလူမှု social network မှာဘာမှမပြောဘဲနဲ့နေခဲ့ကျွန်တော်2018တည်းကဒေါ်စုကြည်ကိုကျွန်တော်2018တည်းကကျွန်တော်ကဒေါ်စုကြည်ကိုလုံးဝ Facebook မှာမင်းအကောင့်နဲ့ကျွန်တော်ရေးခဲ့ပြီနော်ဒီ2020ရွေးကောက်ပွဲကနော်ဒီ NLD အားပေးတဲ့လူတွေအားလုံးနော်တောင်ပြင်လွတ်တဲ့ခွေးတွေလို့သူများရောင်လို့လိုက်အောင်အမောင်တောင်မမြောင်မသိတောင်ပြင်လွတ်တဲ့ခွေးတွေလို့ဖြစ်မှာလို့ကြိုတင်ကျွန်တော်တို့ကပြောခဲ့တယ်ဒါပေမဲ့ကလေးတွေကအရန်ဟိုနိုင်ငံရေးလဲနားမလဲစီးရေးလဲနားမလဲတော့မိုင်းတိုက်တဲ့ဝါဒကိုခံရပြီးတော့တောထဲကိုရောက်သွားတယ်တောထဲကိုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကပြောတယ်ဟိုတလောတွေကလင်းဝင်ကျွန်တော်ပြောခဲ့တာဒါကျွန်တော်ကိုဒီဇိုင်းမတ်ကျွန်တော်ရဲ့ပေါ့နော်ဒီတင်ဆက်မှုတွေကိုနော်ဟိုသုံးသပ်မှုတွေကိုကြီးခဲ့တဲ့လူတွေအကုန်လုံးသိတယ်နော်ဟိုအကိုတိုင်အကိုပေါ့မောင်လေးတိုင်မောင်လေးညီလေးတိုင်ညီလေးပေါ့ကျွန်တော်ဇော်ဖုံးဟင်းကသုံးသပ်ခဲ့တယ်မင်းတို့ PDF တွေအလင်းဝင်မင်းတို့ရက်ဆက်စွာနော်တိုင်းသားလက်နက်ကိုင်တောင်းကျမ်းသူတပုံတွေရဲ့ရက်ဆက်စွာတစ္ဆာဖောက်ခြင်းဗမာလူမျိုးအချင်းချင်းရန်တိုက်ပေးခြင်းဗမာလူမျိုးချင်းချင်းပြန်တက်ခိုင်းခြင်းကိုမင်းတို့ခံရလိမ့်မယ်အဲ့တော့မင်းတို့တွေဒီတပိတ်ချင်းတို့အခုရေထွက်စင်ကူးတပိတ်ချင်းပေါ့နော်ဒီမိုးကုတ်သွားတဲ့လမ်းနော်လက်ပံလာတို့ကြည်တော့ပေါက်တို့အဲ့ဒီမှာမြန်မာနိုင်ငံရဲ့တယံဇာတာထွက်တဲ့ရွှေတွေကိုTNNလက်နက်ကိုင်ကျမ်းဘက်တောင်းကျမ်းသူတပုံတွေကဗမာ PDF တွေကိုမြောက်ပေးပြီးတော့မှနော်အင်အားကြီးနဲ့နေတဲ့နော်ဒီလုံခြုံရေးအင်အားလေးရောက်30လောက်ရှိတယ်50လောက်ရှိတယ်20လောက်ရှိတဲ့စခန်းတွေကိုဝင်တိုက်ပြီးတော့မှမင်းတို့နိုင်တော့မှအလုံးငါတို့ရှိတယ်ငါတို့မင်းတို့လက်နက်တွေပေးမယ်ကြီးစံတွေပေးမယ်တိုင်းမန္တလေးလာဘကအခုတိုင်းကြီးပေါ့မန္တလေးမြို့ကြီးကမင်းတို့ PDF တွေရဲ့နေရာကြီးဖြစ်မှာနော်ဖြစ်မှာနော်မန္တလေးတိုင်းကြီးကအခုမရယာမျိုးနယ်ကြီးတို့ကမင်းတို့ရဲ့ PDF တွေရမယ့်နေရာကြီးနော်ငါတို့တွေကဟိုမှာ MND ကိုကန်းကသူကဟိုအောင်ယူမယ်တိန်နီနဲ့လာချိုးယူမယ်နော်ဒီဘက်မှာတီဘောကြောင်ပဲတီဘောကြောင်မဲဟိုနောင်ချိုးအဲ့ဒါ TNN တွေယူမယ်မင်းတို့ PDF တွေကမရယာမန္တလေးမင်းတို့အဲ့ဒါမင်းတို့အညာသားတွေရမှာတိုက်ဆိုပြီးတော့မင်းတို့တိုက်ခိုင်းတယ်ငါအဲ့တည်းကပြောတယ်မင်းတို့ရတဲ့တော့ရပြီးတော့အလင်းဝင်မှာလို့ပြောတယ်အဲ့အချိန်တုန်းတွေကငါပြောခဲ့တဲ့အချိန်တုန်းတွေကငါတို့ကမြင်လို့ဒီနိုင်ငံရေးနဲ့စီရေးကိုတုံးတက်တာဒါစီရေးတခုတည်းမဟုတ်ဘူးနိုင်ငံရေးစစ်ပွဲနော်နေမြေလူတဲ့စစ်ပွဲနော်လူမျိုးရေးစစ်ပွဲတဲ့ဖန်တီးလာတာနော်ဖန်တီးလာတော့အဲ့တော့ဗမာတွေအကုန်လုံးကိုခရမ်းသီးနဲ့ပဲသီးလောက်ကျွေးပြီးတော့တိုက်ခိုင်းတာနော်ခရမ်းသီးလောက်ပဲသီးလောက်ကျွေးတယ်မူရည်သေးဝါကျွေးတယ်တက်အဲ့တိုင်းမှာနည်းနည်းပါသွားတဲ့အကောင်လုံးလိုအယောင်လိုကောင်ကတော့ဗမာလူမျိုးတွေအကောင်တော့အခုငကားလိုကောင်တွေပေါ့အဲ့လိုကောင်တွေကိုတော့ကောင်းကောင်းမွန်မွန်ပေးကျွေးထားပြီးတော့မှအဲ့ဒီကောင်တွေကနေတစ်စင်းအုပ်ချုပ်ခိုင်းပြီးတော့မှခုမောင်ဆောင်ခေါ်လိုကောင်တွေပေါ့နော်အဲ့လိုကောင်တွေကိုအုပ်ချုပ်ခိုင်းတယ်တရားမသိကျွန်တော်တို့လက်နဲ့ရရင်ပြီးပြီဗမာ PDF ကလည်းဆေးရနဲ့ရှင်ကိုတော်လန်လို့ရရင်ပြီးပြီနော်ကျွန်တော်တို့ဘာမှမရရင်နေပါလေစေကျွန်တော်တို့လက်နဲ့ပဲပေးပါဆိုပြီးတော့မင်းတို့မိုင်လုံးကြီးခဲ့တာနော်အခုသူများအလင်းဝင်လာပြီအလင်းဝင်မဲ့လူတွေအများကြီးရှိသေးတယ်နော်သူတို့မှအခွင့်မသာတော့လို့နော်မင်းတို့တော်လန်ရေးကြချုံသွားပြီမင်းတို့ကြံတာမပြောနဲ့ငါပြောနေတဲ့ NUG တို့ CRPH တို့နော်မင်းတို့ຫນွေဦးတော်လန်ရေးဆိုပြီးတော့မှစခဲ့တဲ့မင်းတို့ရဲ့တော်လန်ရေးကနော်ဗမာလည်းမင်းတို့ NUG အစိုးရဆိုတဲ့ဒူးဝါလက်ရှိလာတော့အခု MNDA ကိုကန့်ကိုဘာတစ်ခုမှမပြောနိုင်ဘူးနော်ခုမင်းတို့မရှိရင်သူတို့မရှိရင်မင်းတို့ဘွားတွေမင်းတို့ PDF ဘွားတွေမင်းတို့စုံမြုပ်ပြီနော်အခုနောင်ချိုမှာမနေ့ကနောင်ချိုမှာစီဝေးပွဲတော့ကြောက်လုံနေတယ်မနေ့ကစီဝေးပွဲမှာဘာပြောလဲသိလားနောင်ချိုမှာမနေ့ကစီဝေးပွဲမှာဘာပြောလဲသိလား TNN တွေအကြမ်းဖက်လက်နက်ကင်တွေရတဲ့6ရက်နေအပြီးထွက်ခွာတော့မယ်တဲ့နောင်ချိုမျိုးကနေမင်းတို့ PDF တွေဘာလုံးမှာလဲတဲ့ကဲမင်းတို့ PDF တွေဆက်တိုက်မယ်ဆိုရင်မင်းတို့သူတို့တနက်လည်းမပေးနိုင်တော့ဘူးကြီးစံလည်းမပေးနိုင်တော့ဘူးသူတို့ရဲ့ဇလန်ညီကုန်းချုပ်သွားပြီ
နော် UWSA ဝါ TNN တွေကိုထိန်းချုပ်ထားမှာနော်မင်းတို့အေးမြောက်သုံးကောင်ဆိုတဲ့အဖွဲ့လေတရုတ်ကြီးမင်းတို့အခုတရုတ်ကြီးနဲ့မြန်မာနဲ့နိုင်ငံရေးထိစပ်မှုကုန်တယ်ရွေးတွေနိုင်ငံရေးဆိုတာမင်းတို့မသိဘူးစီးပွားရေးလည်းမင်းတို့နားမလဲဘူးနော်မင်းတို့နှောက်ချီတင်းအောင်ဘယ်လောက်ရလဲဆိုတာတော့မသိတဲ့ကောင်တွေနော်နှောက်ချီတင်းဘယ်လောက်ရလဲတစ်တန်ဘယ်လောက်ရလဲမသိဘူးနော်မသိဘဲနဲ့နိုင်ငံရေးရောင်စီးပွားရေးရောင်အာနာရှင်ရောင်တော်လမ်းမယ်ဆိုပြီးတော့ထားလှုပ်လိုက်တဲ့မင်းတို့ရဲ့စောက်ပြဿနာကအခုတတိုင်းပြည်လုံးဖြစ်သွားတဲ့အချိန်မှာမင်းတို့ဗမာ PDF တွေပဲနေများခံဘဝအနေခံဘဝနဲ့ဘုံကြုံဘဝကိုမင်းတို့ရောက်ရှိသွားတာအခုကြည့်နောင်ချိုမှာဟိုကသွားတော့မှာနော်စံဆယ်တို့30တို့ဒီနေ့အခုထက်ချဲတယ်မင်းတို့တရင်တွေပေးနေတဲ့စောက်လက်ကားမဟုတ်ဘူးနော်အဲ့မှာတရင်တွေပေးထားပြီးသားနော်ဒီနေ့တက်ပြီးနှလုံးထက်မှာပြစ်တာနော်အဲ့မှာညွန့်အောင်အိမ်လားအဲ့မှာ30မှာတဲကြတာနော်တဲကြတာငါတို့ကမင်းတို့ငါတို့တိုင်းပြည်ပြက်လို့ပါပြက်စီးဆောင်ကြံစီတဲ့အဖွဲ့အစည်းမှန်သမျှငါတို့ကရတဲ့တရင်အကုန်ပေးမှာနော်တရင်ကိုစားဖြစ်တဲ့ရလဲ30-20ခုစစ်စင်ရေးစမဖြစ်ခင်တည်းကလဲတရင်တွေပေးခဲ့တယ်နောင်ချို25ရက်နေ့26ရက်နေ့ပေးခဲ့တယ်နော်တီဘောဟိုခလာ23တိုက်မဲ့တရင်တွေအတိအကျပေးတယ်နော်ဒီမှာတီရကုန်းနော်ဂန်းကိုတိုက်မဲ့အကုန်အတိအကျပေးခဲ့တာနော်အေးအဲ့တော့မင်းတို့အခုနောက်ဆုံးမင်းတို့ရဲ့တော်လန်ရဲ့ရလက်ကဗမာ PDF တွေနော်ကျွန်းတပေါက်တွေနော်သူများတွေ့တာခံလိုက်ရတယ်အခုလာပြီးနောင်ချိုမှာမယုံရင်မင်းနောင်ချိုမှာစတားလင်းနဲ့ကြည်နေတဲ့ကောင်တွေသိတယ်ဒီကောင်ဘယ်လိုလုပ်သိနေလဲမသိဘူးနဲ့သွားပြီလေမင်းတို့ထွက်ရတော့မှာနော်လာချိုမှာတက်ကအကုန်လုံးဖွဲ့စည်းပုံမပြည့်နဲ့ရင်ထိန်နေပါလေရဲတွေနဲ့ပြန်လဲပြုတ်လို့ဖို့ပြန်လဲပြုတ်ပြင်ဖို့အကုန်လုံးနေပြီနော်သွားကြည့်လိုက်မင်းတို့နောင်ချိုမှာမနေ့ကဘာပြောလဲဆိုတော့ငါတို့က6ရက်နေ့ဆိုထွက်ပြီးတဲ့နော်ဘလောင်တွေTNNတွေကသွားပြီးတဲ့မိုးကုတ်သွားမလားမန်တုံသွားမလားနမ်ဆန်သွားမလားငါလည်းအဲ့တော့မသိဘူးနော်လောလောဆယ်30တို့30တို့မှလာစုတယ်ကွက်တီကွက်ပြားကွက်ကြောင်းနဲ့ဟိုသွားမလို့ဒီသွားမလို့ဖြစ်နေပြီနော်ဖြစ်နေပြီအမှမင်းတို့ PDF တွေဘာလို့မှလဲလို့မေးတော့ဘာမှဖြေလို့မရဘူးလေမျက်နှာငယ်လေးနေတယ်ငါပြောခဲ့တယ်ငါတို့ဗမာလူမျိုးတွေကိုဗမာလူမျိုးချင်းချင်းတန်ဖိုးထားပါဟဲ့အောင်နေငါမင်းတို့ပြောမယ်ရှိတာမရှိတာကအတူရှင်တွဲနေတိုင်းစားတော့လို့ရတယ်တနေ့ကိုထမင်း3နှစ်ကတော့စားရတယ်ကွာဗမာပြည်ထဲမှာနော်အေယာဝတီတိုင်းစံထွက်တယ်နော်မကွေးတိုင်းစီထွက်တယ်စကိုင်းတိုင်းအသီးနှံတွေထွက်တယ်ငါတို့ဗမာလူမျိုးစီးလုံးလုံးနဲ့နေပြီးတော့မှအတူရှင်တွဲနေတိုင်းစားတော့ပြီးတော့မှသူများသွေးခွဲတာကိုနော်ဒေါ်စုကြည်ရမင်းသူများတွေဆိုဒါအစ်စ်ကောအတူဘောဟုတ်လားမေးနေတဲ့အချိန်တော့မင်းတို့ကနော်ညဘက်ကြီးမီးအမောင်ချပြီးတော့မှပြန်ဝင်လာတာဟိုမှာတစ်တာ23လုံးနဲ့အပြီးရွှေ့သွားတာဘာလားမသိဘူးနော်ဒါဒေါ်စုကြည်နဲ့တူတဲ့ရှမ်းမဆိုလားဘာမှဆိုလားမသိဘူးပြန်ဝင်လာတာတဲ့နော်ဟုတ်လားမဟုတ်လားလည်းမသိဘူးမင်းငါပြောချင်တာအဲ့ဒါကိုမဟုတ်ဘူးဒါတွေကကောလာဟာလာဟုတ်ချင်ဟုတ်မယ်မဟုတ်ချင်မဟုတ်ဘူးဒါပေမဲ့မင်းတို့ကမသိဘဲနဲ့မေစုကိုပြန်လို့မေစုပြန်လို့ငါတို့အမေကိုပြန်လွတ်နဲ့ပြန်လွတ်လာရင်တော့မင်းတို့အမေအစ်စ်ဖြစ်ရှင်မှာဖြစ်မှာနော်အတူကြီးဖြစ်နေမင်းတို့ဘယ်လိုလုပ်မှာဟမ်မင်းတို့ဘာမှမသိဘူးနော်ဘာမှမသိဘူးမသိဘဲနဲ့အခုရှောက်လုပ်လိုက်တော့အလင်းဝင်တဲ့လူကလည်းဝင်လာပြီအလင်းဝင်နေတဲ့လူတွေ PDF တွေကလည်းအများကြီးနော်အခုနောင်ချို30ကဲဗမာ PDF ကအလင်းမဝင်ဘယ်သွားမလဲတရုတ်ပြည်ကလည်းဒီလောက်ကြက်နေတယ်ယူရီးယားကလည်းကြက်နေတယ်ဒီဘက်ရှမ်းပြည်နယ်မြောက်ပိုင်းက PDF တွေကိုရင်ကိုပြန်လာရင်လည်းဘူမတိကိုမင်းနဲ့ဟိုလိုရောင်ဒီလိုရောင်နေနေဖမ်းခံရအောင်ပဲ PDF ဆိုပြီးဖမ်းခံရအောင်ပါနော်ဟုတ်ကဲ့ကျွန်တော် PDF လုပ်ခဲ့ပါတယ်ကျွန်တော်တို့ဒီအခုတက်တွေဆက်နွယ်ပေါ့ဒါရှမ်းမြောက်မှာတော့ဆက်နွယ်လို့မရသေးဘူးရှမ်းမြောက်မှာဆက်နွယ်ပြင်ဦးလင်တက်နေကိုပဲဆက်နွယ်လို့ရမယ်ဟုတ်လားပြင်ဦးလင်တက်နေဆိုရင်ဘယ်မှာရှိမလဲအခုရင်းမှုပင်မှာစစ်ကြောင်းတွေရှိမယ်သွားဆက်နွယ်ဗန်မွေးတို့ဒီအုံမတီတို့မှာစစ်ကြောင်းတွေရှိမယ်ဟိုဘက်မှာဆိုကြောင်မဲလေးတို့ရှိမယ်ဆက်တွေပေါ့ကျွန်တော်တို့အလင်းဝင်ခြင်းလို့ပါကျွန်တော်တို့စစ်မတိုက်ခြင်းတော့ပါမင်းတို့တိတိကျကျလို့အခုဟိုလာဘကတိုင်းမူကြီးဟုတ်လားဟိုနေ့အခမ်းအနားတွေနဲ့နော်သူမိဘကိုသူပြန်ပေးတယ်တယောက်ကို9သိန်းထောက်ပံ့တယ်လက်နက်ပါသူ350ဆိုလားမသိဘူးပေးတယ်မင်းတို့လက်နက်ပါယူခဲ့လိုက်
သိန်း90ရမှာနော်သိန်း90ရမှာအဲ့တော့ကျတော့မင်းတို့ကအလင်းဝင်မင်းတို့ဘုရားစုံးပြီမင်းတို့ငါအစိုးရလွန်ခဲ့တဲ့6လ9လလောက်ထဲကပြောတယ်မင်းတို့ကဦးမင်းအောင်လိုက်အဘကာချုပ်ကြီးကိုရှော့တော့တာသူကနိုင်ငံရေးစီရေးကိုချိန်ဝင်မျှပြီးတော့မှကစားသွားတာနော်နောက်ဆုံးကိုယ့်ကိုတိုက်တဲ့လူတော်ကိုယ့်ကိုလုံခြုံရေးလုပ်ပေးရတဲ့အဆင့်ကိုဖြစ်သွားတာနော်အဲ့ဒါမင်းတို့ဘာသိလဲမင်းတို့ဘာမှမသိဘူးမင်းတို့ဘယ်လိုလုပ်သိမှာလဲမင်းတို့မသိတာကိုချင်းစားတယ်မင်းတို့ကလေးတွေပဲရှိသေးတယ်နော်ချီးနဲ့တော့မစင်သေးဘူးနိုးနဲ့တော့မစင်သေးဘူးဖင်ကချီးတော်ပြောင်းမကုန်းတတ်တဲ့ကောင်တွေသူများမယောင်လို့လိုက်အောင်အမောင်တော်များတော့မြောက်မှမသိတဲ့ကောင်တွေနော်ဟိုးတို့ချာဟိအားတော့စင်အနာချင်းတော်လားချာကွာအေးအောင်လောက်ကွာမင်းတို့အဲ့လိုမျိုးသူများမြောက်ပေးတာမင်းတို့မြောက်ပေးတဲ့ကောင်ခုမင်းမော်ကွန်းပမာလေချစ်သူဝေပမာလေလင်းပမာလေမင်းကိုယ်နိုင်ခေါ်ကြီးပမာလေမင်းတို့မြောက်ပေးတဲ့ငပေါက်ပမာလေမင်းတို့တဲ့ဟိုဟာဖြစ်ပြီးတော့ခေါင်းဆောင်လုပ်တဲ့ငဇွဲဆိုတဲ့ကောင်ပမာလေတိုက်လို့ရသေးလားမင်းတို့ကိုချိန်တည်တဲ့ငါတို့စေတနာနဲ့ပြောတော့နားမလဲသေးဘူးရောဘယ်မှာလဲမင်းတို့အကောင်တိုင်းမှုလို့ဘာလို့စစ်ကြောင်းမှုလို့တဲ့ငဇွဲဆိုတဲ့ကောင်စောက်ကနုတ်ရုပ်ကြီးရဲ့ထိုးပြီးဗလာကြီးတောင်းတောင်းနဲ့ဖင်ခံမလို့လားမသိဘူးဒီကောင်ဥက္ကမင်းမောင်နဲ့တောင်မှဆိုးမယ်အကောင်ကြောက်စရာကြီးဖင်ကုန်းပေးပြီးကြောက်မယ်ကောင်အဲ့ကောင်ကနော်အဲ့ဒါတွေမင်းတို့စောက်ထင်ကြီးနော်စောက်ထင်ကြီးနော်အဲ့ငဇွဲဆိုတဲ့ကောင်ဗမာတော့နော်မင်းတို့ဘယ်နေရာမှတိုက်လို့မရတော့ဘူးမင်းတို့ကတရားဝင်တက်မတော်နိုင်ငံတော် institution မှာနှစ်ပေါင်း90ဆို80နီးပါးတိဆောက်လာတဲ့တက်မတော်ကိုမင်းတို့မတိုက်နဲ့တိုင်းပြည်ပြက်လို့ပျက်စီးရဖြစ်အောင်မကြံစီနဲ့ကဲမင်းတို့အခုအမျက်ကပါလေမင်းတို့ PDF အမျက် PDF တွေအသက်ပေါင်းများစွာဆုံးရှုံးနေသေတယ်ဟုတ်လားသေတယ်လေတောက်လဲသေတာမင်းတို့မသေဘူးလို့ညင်းမလားမြန်မာပြည်မင်းငင်းငင်းစစ်တမ်းကောက်ခိုင်းလိုက်ယောက်ျားတူနဲ့မိန်းမတူဘယ်သူကများလဲဆိုတာအသေးသွားတဲ့ကောင်တွေအကုန်လုံးက PDF တွေပဲနော် TNL တွေကစောက်ပါသိတယ်သူတိုက်လို့မရတော့ဘူးဆိုတာသိတယ်နော်ပြေးပြီးဒီတိုင်းစုပ်ပြေးရမှာနောင်ချိုကနေနော်ပြေးရမှာမင်းတို့ PDF တခုနောင်ချိုမှာမျက်နှာငယ်လေးနဲ့တဲ့30တို့30တို့မှာကူရမဲ့ကြရမဲ့ဖြစ်နေပြီဟိုစစ်ကြောင်းကတပြိုင်နဲ့ရပြီဆိုတာနဲ့မင်းတို့30 30တဲ့တော့အကုန်ပဲမင်းတို့အကုန်စုပ်ဟိုကစစ်ကြောင်းပေါင်းအကုန်လုံးဒရဇက်မှာတိုက်မှာတေးမှာဟိုကောင်တွေကနမ်တုံတို့မမ်ဆန်တို့နော်နားမလဲဘူးအလင်းကိုမြန်ဝင်သူများတွေဝင်လို့ဟိုမှာအေးချမ်းကိုမိပါနဲ့နော်ကိုအမေနဲ့နိုင်ငံရေးစစ်ပွဲဆိုတာစစ်တိုက်ဆရာမလိုဘူးကစောက်ပေါ်တွေကနော်စီးပွားရေးစစ်ပွဲဆိုတာစစ်တိုက်ဆရာမလိုဘူးအမေရိကန်နဲ့တရုတ်ကိုပဲကြည့်နော်အမေရိကန်နဲ့တရုတ်ကိုပဲကြည့်ဟိုကမင်းစစ်တိုက်ပြီးတော့သူရကြည်ရသွားတာမင်းတို့ PDF ဘာမှမရဘူးနော်မင်းတို့ PDF တွေမင်းတို့ရဘာတွေရမယ်သိလားဝေဒနာတွေရမယ်ဒုက္ခတွေရမယ်ဟုတ်ပြီလားနော်အဲ့တော့ကိုအမားကိုအမှန်မထင်နေနဲ့မင်းတို့အမားကိုအမှန်ထင်ခဲ့လို့ဒီတိုင်းပြည်မှာမင်းတို့ကောင်တွေကိုယ်တိုင်အသားတွေလောက်ထွက်ခဲ့လို့နော်ဗမာလူမျိုးဆိုတာကိုချနင်းပြီးတော့မှကိုအယိုးနဲ့ကိုပြန်ထိုးခံရတာဟဲ့အောင်စစ်သားသေးတာမဆန်းဘူးကွာစစ်တပ်တဲ့ဝင်တွေကနော်သစ္စာလေးချက်ဆိုထားပြီးသားမင်းတို့မှာဘာသစ္စာလေးချက်မှမရှိဘူးဆောက်အော်မနေနဲ့အမေသားတွေအမေသမီးတွေရေတော်ဘုံအောင်တော့မယ်မင်းတို့ဆောက်ဘောတွေနော်ဆောက်ယူတွေနော်အဲ့ဒါအမြန်မဝင်မင်းတို့ဘုရားဆုံးတော့မှာနော်ငါမင်းတို့ပြောပြီးပြီအပြောက်မကြံနဲ့နော်အပြောက်ကြံအကုန်ပြောက်လိုက်မယ်မင်းပထွေးတွေတောင်သိလို့နောက်ဆုတ်ပေးရတာနော်မင်းပထွေးတွေတောင်နောက်ဆုတ်ပေးရတာသိလားနော်မင်းပထွေးတွေလက်နဲ့ကင်မင်းတို့တက်မင်းတို့ PDF ဆိုတာက MNDA တို့ AA တို့ TNN တို့လက်နဲ့ပေးမှ KIA တို့လက်နဲ့ပေးမှ KNU တို့လက်နဲ့ပေးမှကင်ရတာအဲ့ဒီကောင်တွေကမင်းတို့မပေးဘူးဆိုမင်းတို့ဗမာ PDF ကိုတယောက်မှမယုံဘူးမင်းတို့အကုန်တွေးတဲ့နေရာတုတ်တင်ရှင်းလင်းပလိုက်မှာမင်းတို့အသက်တွေပဲသေမှာမယုံကြည့်နေလိုက်မင်းတို့သူတို့နေတဲ့နေရာလိုက်သွားလို့ရမယ်ထင်လားဟမ်နမ်တုံတို့မန်ဆန်တို့
TNN နေတဲ့နေရာလိုက်လို့ရမယ်ထင်လား KIA နေတဲ့နေရာလိုက်စာတို့ဟိုဟာတို့မင်းတို့လိုက်လို့ရမယ်ထင်လား MNDAA ကိုကန့်နေတဲ့အခုလောက်ကိုင်းတို့ချင်းရွှေရော်တို့မင်းတို့ PDF အနေနဲ့မင်းတို့လိုက်သွားလို့ရမယ်ထင်လားလို့ငါမေးတာဟမ်လိုက်သွားလို့ရမယ်ထင်လားမင်းတို့အမြင်မှန်ရတော့နော်မင်းတို့နောင်ချိုမှာတလောက်ဆိုတိနေပြီကိုစောဘုန်းကြီးတကယ်ပြောနေတာဟာဒီဘေးကြီးကနောင်ချိုမှာစီးပွားလောက်တာလည်းအကုန်တိတယ်နော်ဆွေးနွေးပွဲလုပ်နေတာလည်းတိတယ်တိမှာပေါ့နောင်ချိုမှာငါတို့လူတွေအများကြီးလေမင်းတို့ရဲ့ရင်းတွေအကုန်လုံးဒီမှာမင်းပေးနေတဲ့လူတွေမှာအ ਨੇ တာမဟုတ်ဘူးနော်ပျော်မနေနဲ့မင်းတို့ပျော်နေလို့ဒီတိုင်းပြီဘာဖြစ်သွားလဲငါမေးကြည့်တာမင်းတို့ပျော်နေလို့ဒီတိုင်းပြီဘာဖြစ်သွားလဲမင်းတို့ပျော်နေတာပြတ်ဖို့ပျော်နေတာနော်မင်းတို့ပျော်နေတာဒီတိုင်းပြီပြတ်ဖို့ပျော်နေတာဒီတိုင်းပြီဘလို့မှမင်းတို့ကြိုက်တဲ့လောက်တိုင်းမင်းတို့တိုက်ရင်တိုင်းပြီပြတ်မှာပဲရှိတယ်နော်တိုင်းပြီပြတ်မယ်ဆိုတော့တိုင်းပြီပြတ်တော့ဒီတိုင်းပြီပြတ်သွားမှာမဟုတ်ဘူးနော်မင်းတို့ဘဝတွေအကုန်ပြတ်စီးသွားမှာအလုံးစုံပြတ်သုံးသွားမှာနော်ပြတ်သုံးသွားမှာမင်းတို့ဘာမှလုပ်လို့မရမင်းတို့သူများစကားသွားနားမရောင်နဲ့နော်သူများစကားသွားနားရောင်ပြီဆိုတဲ့မှာမင်းတို့ကိုထမင်းကိုစားတာကွာဒီစကားပြောတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားကိုဘကိုတွေးကြည့်ပေါ့ဟာဖြစ်နိုင်လားငါတို့ကဒီတက်မတော်နိုင်ရမယ်ဆိုဘလို့နိုင်ပါလဲဟမ်ဘလို့နိုင်ပါလဲတက်မတော်ဘယ်နာနိုင်ပါလဲဟမ်ဒီနိုင်ငံကြီးမင်းတို့ရသွားအောင်လားဝိုင်းတိုက်တာဟမ်မင်းတို့အခုဘယ်နေရာမှာလဲလမ်းဆုံးသွားပြီလေဟမ်တောင်းခမ်းမှာသေတာမှတောင်းလို့ပုံကြီးလို့ပုံဟမ်တောင်းခမ်းမှာကြီးကန်းနေရ PDF သားတို့ TNN နေသားတို့စားတာနဲတာမဟုတ်သေးတာနော်ပြန်မင်းတို့ဟိုနယ်စပ်ဘက်မှာရှိနေတဲ့ဟိုကလေးတို့ဘာလို့ချမင်းတို့ချပြီးမင်းတို့ရမယ်ထင်လားမင်းတို့သေသွားမှာမင်းတို့လူမျိုးပြောက်သွားမှာအပြောက်မလို့ခြင်းနဲ့အကုန်ပြောက်သွားမယ်ဟိုကလုံမှာနော်သူသေးလို့ချင်း10ယောက်15ယောက်ပဲသေပြီးတော့မင်းတို့သေလို့ချင်းအယောက်30 40 50တနေရာအောင်သေတာအကုန်လုံးပေါင်းလိုက်အဲ့မှာ1000 2000လောက်သေတာသိလားသေတဲ့လူတွေအများကြီးဒီကောင်တွေကသူတို့သေဘယ်တော့မှပြောမှာမဟုတ်ဘူးဘယ်တော့မှမပြောဘူးနိုင်မီတိုက်လက်နက်ခဲယမ်းလည်းမရှိဘူးလူတွေ10ယောက်လောက်မှလက်နက်ကလေး3လက်လောက်ပေးပြီးတိုက်ခိုင်းတာလက်နက်မပါဘဲနဲ့ဓနုမ10ယောက်နဲ့ TNN တွေဘယ်လောက်ထိရုပ်မှာလဲဓနုမ10ယောက်နဲ့တနက်တက်လက်နဲ့လဲတာတဲ့ဓနုစောက်ပိန်းနေရလဲလဲတယ်တဲ့ဗျာဓနု PDF စောက်ပိန်းနေဓနု PDF လို့ပြောတာနော်ဓနု PDF စောက်ပိန်းရလဲလဲတယ်တဲ့ဗျာမိမ10ယောက်နဲ့တနက်တက်လက်နဲ့တဲ့ဟိုတလောကမှ30မှာလာထုတ်သွားတာကဲဘယ်လိုပြောကြမလဲဘယ်လိုပြောမလဲဓနု PDF 15နှစ်နဲ့အသက်29နှစ်နဲ့ကောင်းမှ25နှစ်နဲ့ဂျားနဲ့တနက်တက်လက်နဲ့လဲတယ်တဲ့နော်ဒီဘက်ကဓနုတွေကလဲတာဟိုနေ့ကတက်မတော်စစ်ကြောင်း3နှစ်6ကတက်ပြီးတော့မှတိုက်ထလိုက်တာစင်တောင်ဆိုတော့အမြင့်ဆုံးပဲဓနုတွေပြေးတာဓနု PDF တွေပြေးတာအဲ့တောင်ပတ်လေးကိုစက်သွေးမြောင်တူးလာတာနော်ဟိုနေ့ကတော့တိုက်ပွဲတွေခုပြည့်တယ်ပလောင် TNN တွေအကြမ်းဖက်လက်နက်ကင်တောင်းကြသူအရှင်မိထားတယ်တဲ့မင်းတို့အစင်လာမကောင်းတော့ဘူးနော်မင်းတို့ပြေးတော့နော်ပြေးပြီးတော့အမှဝင်မင်းတို့လာဘကဒီပြင်းလာဘကတိုင်းအောင်မှာဆိုပြင်းဦးလွင်တို့ဘာလို့ရှိတယ်နော်မင်းတို့အရက်ဝင်နဲ့ကွာခိုးဝင်လာလို့ရတယ်တနက်မပါလေဟုတ်လားနော်မင်းတို့ဟိုလိုခိုးကြောင်ခိုးဘတော့နေလို့မရဘူးခိုးကြောင်ခိုးဘနေအပြစ်ကကြီးမှာဟုတ်တယ်မလားမင်းတို့အမှအသာလေးလာလိုက်ပြီးအဲ့မှာဝက်ဝင် Israel တို့ဘာလို့အဲ့မှာရင်းမှုပင်တို့ဟိုဘက်ဆိုအိုးမတီးလို့ရှိတယ်ကျွန်တော် PDF လောက်ခဲ့ပြီးပါတယ်ကျွန်တော်အလင်းဝင်ခြင်းလို့ပါခင်ဗျာလို့နော်ပြောလိုက်လက်မြောက်ဒူးတော့အင်ကြီးချွတ်ကွာပြောလိုက်အင်ကြီးချွတ်လိုက်ဘာမှမပါတော့အတွင်းကန်ပေါင်းမီနဲ့ဝင်ခဲ့လိုက်မင်းတို့ချက်ချင်းအဲ့မှာပစိုးတွေအင်ကြီးတွေစီစဉ်ပေးပြီးတော့ထမင်းကောင်းကျွေးပြီးတော့တက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးမင်းတွေကိုအပ်ပြီးမင်းတို့မိဘတွေကိုလွှဲပြောင်းပေးလိုက်မယ်ဟုတ်လားဝင်တဲ့အချိန်နေဖုန်းနေအဲ့မှာဆက်သွယ်ပေါ့မင်းတို့ပါမင်းတို့နီမင်းတို့ဟာနဲ့ဟုတ်လားကျွန်တော် PDF လောက်ခဲ့ဘူးတယ်ကျွန်တော်အလင်းဝင်ခြင်းလို့ပါဆိုမင်းတို့လက်ထောင်ပြီးတော့ဝင်လာခဲ့မင်းတို့ဘယ်သူမှပြစ်မတတ်ဘူးနော်အေးညီလေးလာဆိုပြီးတော့ခေါ်ပြီးတော့နော်ဒီဘက်ပြင်ဦးလင်ဘက်ကနေဒီ
Omedido Baro Bagani with Yimu Benubara women so in. To a Taneo Ame, Tanianima Labaga Dioma Bujogu Ame. No, I'm a menu, can I buy in it? That we don't win a menu, Ama, the number buying Ade menu, Piamidoma, low Billy me. No, no, I sit a go menu, Joe, Massinani. No, sit a go Joe, Massina, Damaro, menu, Pedro, type of menu, call me Quedoma. Nadora, Tamaro, Biora, no, Tamaro, Rega, Mohoga, Oga, loaded Biora Mohu. Ale minu nale home. No, Amandia of the Chua car is set it. Nadora, Tamaro, it alone, a Puesida institution, Minu, a Lewin Kaina. No, being Minu Lugidi since the Bailey. Hobila. I do Minu Lacho Gila. No, I don't Tamaro sit down. Piane wing or Tamaro let Pian wing or when I let you do Ludi, Nera Mohu. No? When I let you do Ludi, car dancing in a Mino Mino on Magong. No, Mino Boro Tamaro, Alma Managing Tamaro, Majaibuzo. When I let him down with Gilao. No, Era go di Mayan Gay my Tamaro sounding. Mayan Gay a Diba Shema. Amadi Kogan sounding. Amadi Kogan at the Zigo, Card Zigo, when I don't down it. No, Era let Limo Macola Hala. No. Lajo Lama, no, the Malo Malavene, Lajo Lara, Alla Beep your Biome who quit around that John, no shout Bionia. So you, Biome, Giame, Camaro Cana Soundy, a Mena Ila, Mena on a softball me loo, quit the cool, quit where that gone. I do Mayan Gay, the Mayao Kima, Kogan, Gay Chide, Eddie Gay got guard you, Maron Donna, Jide Gadama, when I got them all, Meji like. Tamaro, man, gay my long don't you be your cow, long don't have a sitter, the Gemma Madame. Camaro, oh no, Sina Gili. Lajo Mio Pianet, the Dome Tamaro Giga. When I out the thing I don't down as well, come here, Pinai Mamma. Huh? Pinai Mamma. Huh? Call him a Sinali. Tamizara Mobula. Huh? I'm Toabibila Lajo, man, gave me out in Shema. Amadi Kogan Gaji, I Kogan at the Tio, I don't know. No, I Kogan Lugi, le go Lugo now, yo. No, Sitaga down, Sitaga Kadia, man, gay my cheat. No, don't hear Sibido, Lajo ne Pidu Lulu, Piana Lago, Lonjon Ea, Long Nepiana Leboya on Sisibida. No, Camaro era Jomolo, Camaros in Camaro Sogame. Sidaris in Sogame. Camaro Lanaga and Donia, I Maria Camaro G change Yama. No Camaro Tuani. Not Tilo Mapican one Camaro Aulaniani Tuare. Sitaga, I don't download down in South and Twala. Tabo down as on Pegoma Mabio. No, Taboma the day down a pigate. Nothing down a pigate. General Taboma Pegama below Domano Mino Mapio. Eddie Maria Mino Sitane. Tabonea Patua. Tamarone, Nangano, Soya, Lessi, Ojone, Soyane, the Bonea, Badua Lula Quincy, Camaro Tamaro, Bio Tamaro, the Cho, Bio Ludio, Biolo Tamaro, Mapamu, Pama Bio, or neighbor they do. Do Mati de Biorava. No? Sit daga, I don't downtown Ojaro. Piobi. The Bomagu, I don't know, man, game, I don't know, Teoma Bio. I don't know. May I get off it, may I get Shima, Amani, Gogang, I don't know. Pepi do Mama Bio. So, Boinga, I am even the Real Biora. No, even the Real Biora. No, I Tamaro Gaga down on Mohu. No, I lost on Camaro Dido. I lost on Padua Bales or Camaro TV, did me. No, the whole Paulido. No, I don't know now the Kua. No. Oh, Biogena the Mena is so they gone, no? Canaro Gile Yama, the gone John Biogena. Pigona Mandalay ma Takana KDB Malabiro. No, Abaga Joji Ume online Dalulu. Do I to go to Abaga Joji Ume online that a jiga on it? No, Nangano Sadaru. O Asibido, Lojava. No, do I Ume online that a jiga on it? I don't know the message he had. Huh?
သူ့အဖေတဲ့ချစ်ဖေချစ်မေတဲ့ယုတ်ကကလတိန်ယုံနဲ့ဟမ်ယုတ်ကဒဲအိုးဖင်ယုံနဲ့ဒဲအိုးဖင်ကိုစီလူထားပြီးတော့မဲပြောင်နေတာမှသူ့တက်ကြည့်ကောင်းသေးတယ်နော်စကားပြောတော့လေသူ့အောက်မှာမရှက်ဘူးမန့်နေသွားကြည့်လိုက်ခမည်းကဗာလဲရက်စားရောင်းနေတာလားတို့ဟမ်ရထားပေါ်မှာဆေးရောင်းနေတာလားတို့ဟမ်ပြီးရင်သူ့ကိုဘယ်သူမှမြောက်ပေးလိုက်လဲမသိဘူးဗုဒ္ဓရဲ့စစ်တီတော်ရဲ့ဗာဗုဒ္ဓစစ်တီတော်ရဲ့အဖွဲ့အကြီးအကဲခေါင်းဆောင်နဲ့အဲ့ဖွဲ့ဘယ်ရှိလားဒီကောင်ဘလို့ကောင်းလဲသူပြောတော့ဗုဒ္ဓစစ်တီတော်ရဲ့အဖွဲ့အကြီးအကဲခေါင်းဆောင်လည်းပြောတယ်သူကကြတော့ငါးမွေးနေတယ်ဇော်ဝေဆိုးနဲ့ဒီကောင်နဲ့ညီကိုများတော်လားမသိဘူးငါးရောင်းနေဒီကောင်ရောင်းခိုင်းလားမသိဘူးနော်ကိုကနိုင်ငံခြားကနေနော်ရုပ်ကဗျာဒဲအိုးစီလူပြီးမဲတဲ့နေတဲ့ရုပ်နဲ့ဗုဒ္ဓရဲ့စစ်တီတော်ရဲ့အဖွဲ့အကြီးအကဲရဲ့ခေါင်းဆောင်ဆိုပြီးမင်းတရားတော်မယ်တဲ့ကျွန်တော်ဟာဟမ်သူ့ရုပ်ကဘာသူ့ရဲ့စောက်ရုပ်နဲ့စောက်တန်ဘလို့တန်လဲသိလားဒေါန်နေဝရမ်ဂျီရဝရမ်ဘီလာမေခွန်ဝရမ်ဆာလိုက်ခွန်ဝရမ်ဟမ်ဘောမအစစ်အကောင်ဟမ်သူ့အတန်ကိုကြည့်လိုက်သူပြောနေတဲ့အတန်မြန်မာနိုင်ငံမှာရှိတဲ့ယဟန်ရှင်လူမိဘပြည်သူညီကိုမောင်နှမများခမရတယ်ကျွန်တော်မပြောတတ်ဘူးကျွန်တော်လည်းအမှသူများလာပို့တာဒီကောင်နဲ့ကျွန်တော်လည်းဖရက်မဖြစ်ဘူးကျွန်တော်သိတာကတော့ဒီကောင်ရဲ့စောက်ခွက်နဲ့စောက်ရုံနဲ့ကတန်နဝရဂျီရဝရဘီလာမြေခွန်ဝရဆလိုက်ခွန်ဝရပလင်းခွန်ဝရဆိုတဲ့ကောင်ပြီးတော့ကျွန်တော်ဟိုတဲ့မင်းအားတဲ့ MD1 PDF တဲ့ဟော MD1 PDF ခေါင်းဆောင်နဲ့ကျွန်တော်ကြောင့်နေတဲ့ဟိုရမကဟုတ်ပါဘူးရမကတော့ဖြစ်တယ်ဗာလဲစကိုင်းဟိုတဲ့စစ်ကြောင်းထိုးတဲ့စစ်ကြောင်းနေတဲ့နေပြီးတော့အမြန်လမ်းပေါ်ကိုတက်လာတဲ့ဟို PDF တွေတဲ့သူပြောသေးတယ်နော်အဲ့ဒါသူပါဇက်ကပြောတာခင်ဗျားတို့စာတာတို့ SB တို့လည်းဒီကောင်ကိုလွတ်ထားဒီကောင်အလွဲသုံးသားတွေလိုက်လုံနေတာပြီးတော့ဗာလဲနေပြီးတော့တွေကိုဝင်လာတဲ့ PDF တွေအားတဲ့ကျွန်တော်သတင်းပေးလို့တဲ့ကျွန်တော်ကအလူခံစားတာတဲ့အခုကျွန်တော်အလူခံနေတာအလူဒီမှာလာမဲ့ကျွန်တော်အလူခံဘူးရင်ကျွန်တော်ကိုလာပြောပါနော်အလူခံဘူးရင်လာပြောပါအဲ့တော့ကြတော့သူကတဲ့လာရှိုးကပြန်လာတာတဲ့နှကမ်းမွေးတွေလာရှိုးစစ်မြေပြင်ရတဲ့ဟဲ့မင်းနာမည်မင်းကဗာမင်းနာမည်နေတဲ့မင်းဖေးတော်များတယ်နော်အဘကကြိုကြီးကိုမင်းနာမည်လိုက်ဖြတ်နေတာအဘကကြိုကြီးကိုချစ်ဖေးချစ်မေနဲ့နော်မင်းဖေးတော်များတဲ့နာမည်ကငါအောင်ခေါ်ဗာမင်းလာအောင်ခေါ်မင်းသားကြီးမင်းကိုဘယ်သူစောက်ယူထပြီးအဲ့နာမည်တွေပေးလိုက်တယ်အဲ့ဒါမင်းနာမည်အရင်နဲ့တခုမှမဟုတ်ဘူးနော်ဒီကောင်းကိုမန္တလေးမှာဝိုင်းရိုက်ပလိုက်တာခေါင်းမှာအစံချောင်သွားတယ်တင်နေညာတွင်းချင်းမြမန္တလာစေးရွာနေစင်းပြေးရတာကျွန်တော်လုပ်ပြမယ်မနေ့ကတော့ကျွန်တော်ကိုလေဟောသဘောမင်းတဲနဲ့စေးရီဟာမလေးဒီကောင်တိုင်းယူနေရလားမသိဘူးသွားကြည့်လိုက်သူ့စောက်ခွက်ကိုလေဟောသဘောမင်းတဲနဲ့စေးရီဟာဒီကောင်ဘာကောင်ကြီးလုံးဟာဘလို့ကောင်ကြီးလဲပေါ့ကျွန်တော်ကသူများလာပို့တော့ကျွန်တော်ဘိုင်ဘာမှာလာပို့ကြတာနော်အဲသူရဲ့ post ကိုသွားဝင်ကြည့်လိုက်ဖျားရှိခိုးတဲ့ပုံနေတင်တယ်အဘကကြောကြီးဦးမင်းအောင်လိုင်းပုံနေတင်တယ်ပောက်ကရတွေရှောက်တင်တာသူမှလိုက်လည်းမရဘူးဖိုးလို့လည်းမရဘူးမန့်လည်းမရှိဘူးကျွန်တော်ရဲ့ပုံနေတင်တယ်ကျွန်တော်မကောင်းကြောင်းတွေပြောတယ်ကျွန်တော်မန္တလေးဗာ MD1 PDF ပါတယ်ဩအဲ့ကြတော့နောက်ဆုံးပြောတဲ့စကားကျွန်တော်ပြမယ်ဒီမှာရှာနေဒီကောင်ဟိုပါဒီကောင်မင်းအောင်ကိုမင်းသားကြီးစိုးဘုံမင်းတဲမစေးပြီဟာဒီကောင်ကအဲ့ဒါကိုဗုဒ္ဓစစ်တီတော်တွေရဲ့အကြီးအကဲခေါင်းဆောင်ဆိုတော့ကိုတော့၅ပါးတိလာလုံအောင်နေတတ်လို့လားအဲ့ဒီဗုဒ္ဓစစ်တီတွေအကြီးအကဲခေါင်းဆောင်ကကျွန်တော်ကိုတတ်မယ်ဆိုတာပြောခွင့်ရှိလားဟမ်ဗုဒ္ဓစစ်တီတွေရဲ့အကြီးအကဲခေါင်းဆောင်ဆိုပြီးတော့ငါးမွေးပြီးတော့မှငါးတွေတက်ပြီးရောင်းနေတဲ့ကောင်ဟမ်
ငါးပါးတီလာတော့မလုံတဲ့ကောင်ကိုအဲ့ဒီကောင်ဘယ်သူမြောက်ပေးလိုက်လဲမသိဘူးအဲ့ဒါကို तू ကဗုဒ္ဓစစ်တီတော်ရဲ့အကြီးအကဲကောင်းတော်မြမပြည်နေရာတိုင်းမှာလေကျွန်တော်နောက်မှာလိုက်နေတယ်တဲ့ချီးနဲ့တော့မချူပါဘူးငါနောက်မှာမလိုက်နဲ့နော်ဆိုရင်မတဲ့ဟာဒီကောင်တိုင်းကျင်နေရလားမသိဘူးဒီမှာအမရှိရဟရှင်ပြူရီကိုစေတနာတတ်တဲ့ကုညီပေးနေတဲ့တာ သူကကြတော့ရဟန်းရှင်လူတွေနဲ့အရာစစ်စစ်တီတွေကိုကူညီပေးနေတာတဲ့သူကူညီတဲ့ပုံများ post လေးများတင်တာတွေ့ဘူးလားအဘကကြုတ်ကြီးရဲ့သားကြီးကောင်မှာဆိုပြီးနေရာတိုင်းလာပြီးရှောက်သွားရှောက်ပြောနော်ရှောက်ဖားအုံတော့အစံချောင်သွားပြီးမန္တလေးကောင်တွေရိုက်ခွဲလိုက်လို့လားမသိဘူးနော်သူကြတော့ပြောတဲ့သူကလာရှိုးကိုသွားတာတဲ့လာရှိုးစစ်မြေပြင်ကနေပြန်လာတာတဲ့မသိရင်လာရှိုးမြို့ကြီးကပဲသူလှုပ်လို့ပြန်ပြီးရလာသလိုလို့လာရှိုးမြို့ရဲ့ကြိုးစိုးပါကြီးဆိုတဲ့ဆိုင်းပုတ်ကလေးနဲ့ရိုက်ပြပါအောင်လို့ဒီမှာမှန်လူတယောက်ပါမှန်ဒါကြောင့်ကျွန်တော်တို့ကအေဂျင့်ဆိုနေပဲနေပါတယ်ဟောအေးဇော်ဘွင်းကိုကျွန်တော်တဲ့စိတ်ခေါ်တဲ့အကြောင်းတရားတွေဟာအမှန်ဒီမှာဘယ်မှာလာစိန်ခေါ်တာတော့လိုင်းပေါ်ကနေလားလုတ်ပါဦးဒီနေရာမှာပေါ်လာတယ်ကျွန်တော်တက်မတော်ချစ်ချင်အောင်စောင်းတယ်ကျွန်တော်ကမနေ့တနေ့မှပေါ်လာတယ်တဲ့မနေ့တနေ့မှပေါ်လာတဲ့ကောင်တော့ပေါ်လာတဲ့ကောင်လောက်တောင်စောက်ရည်ချင်းမရှိလို့ဂျေဝင်ပြီးတော့လိုင်းပေါ်ကနေလာတိုက်ခိုက်နေတဲ့အောက်တန်းသားဆန်MDY PDF တွေကျွန်တော်သတင်းပေးလို့ဟိုစကိုင်းစစ်ကြောင်းတွေဘာဖြစ်တယ်လို့ကျွန်တော်ဘယ်စကိုင်းစစ်ကြောင်းကျွန်တော်ဒီပြင်ဦးလွင်မှာနော်အုံမတီအုံမကားတို့ရွှေညောင်ပင်တို့ဟိုလေချင်းကွေးတို့နော်အဲ့ဒီတန်ဖိုတို့ကြောင်မဲလေးတို့ပတ်ပြီးဓာန်ပေါက်ပို့ခဲ့တဲ့ကောင်နော်ဘာဒူးတန်ထဲမှာလေးတရာမှာစစ်တီတွေတောင်းကန်းဒဏ်ရာစစ်တီတွေလိုက်ပတ်လူနေတဲ့ကောင်ရှေ့တန်းပြန်ဇော်ဘုန်းကြီးကြောင့်ဘယ်စစ်သားတည်ဘူးလေဇော်ဘုန်းကြီးကြောင့်ဘယ်စကန်းဒီမှာဒီပြင်ဦးလင်တန်နေရာနေဟိုအုံမတီအုံမကလေချင်းကွေးဟိုရွှေညောင်ပင်ငုတ်ကလေးနော်ကြောင်မဲလေးတန်ဖို့ဇော်ဘုန်းကြီးတော့သွားတာဇော်ဘုန်းကြီးပဲရှိတယ်ဒီကောင်လိုမျိုးဗုဒ္ဓရဲ့စစ်တီတော်ရဲ့အကြီးအကဲကြီးရတယ်ဟာပြောလိုက်တဲ့စကားကျွန်တော်ကအရာရှိစစ်တီတွေကိုတဲ့မစွမဖို့လူတယ်တဲ့တိန်း3000ဒီပါရှိသွားပြီအစားတော့တနိုင်ငံလုံးကရှိတဲ့စစ်တီစစ်သားတွေနဲ့ဂုံတူးဆောင်လက်မှတ်တွေဒီမှာနော်မပြခြင်းလို့နော်အဲ့ဒါမင်းအဲ့လောက်ဆိုသဘောပေါက်အဲ့တော့မင်းပါပြောမလဲပြန်ကြည့်ဦးအလူခံစားတယ်ဟောတဲ့ပြင်ဒီလုပ်ငန်းတွေအများကြီးအောင်လုပ်သေးတယ်ကျွန်တော်အကုန်သိပါတယ်ဟောအလူခံစားနေတာတဲ့ပြီးရင်ဒီပြင်လုပ်ငန်းတွေကဘာလုပ်ငန်းတော့မင်းတို့ KTV သွားလိုက်တနာယူလိုက်နော်စောက်ဘောလုပ်တွေငါမလုပ်ဘူးတရောင်းသားရဲ့ဒီမှာကြည့်ဟောပြီးတော့အောက်ခြေကအရာရှိစစ်တီကိုလူရန်ကြအောင်ဆောင်ပြီးတော့စစ်တီအောက်ခြေကအရာရှိစစ်တီရဲ့တစ်တာထဲမှာထည့်ထားတာဘိုလ်ချုပ်အဆင့်တော်မှဂုံတူးတော်လက်မှတ်တွေနဲ့လက်မှတ်ထိုးပေးထားတာကောက်အောက်ခြေရာစစ်တီတဲ့ငါမျိုးပြပါမယ်ငါဓာတ်ပုံတွေမတင်တာကွာသိလားငါရှေ့တန်းတွေသွားပြီးငါလူတာတွေသိလားငါတို့ရဲ့အလူတွေကိုလက်ခံယူတာတွေကအနည်းဆုံးဗိုလ်မှူးချုပ်အဆင့်လောက်တချို့ပါတယ်ဆိုတာသဘောပေါက်တာနော်မင်းလိုမျိုးစောက်အားချောင်ပြီးတော့မင်းလူတာရှိရင်တင်လိုက်လေမင်းလိုကောင်းတာငါလိုတက်စွန့်ဆိုင်များလူရဲတယ်ဆိုရင်ဟဲ့အောင်မင်းသားကြီးဆိုတဲ့စောက်ဘောအဆန်ချောင်နေတဲ့ကောင်ငါမင်းကိုဒီနေ့နောက်ဆုံးစကားပြန်ပြောခြင်းပဲဘယ်တော့မှမင်းကငါမပြောတော့ပါဘူးမင်းမရင်ပြောခြင်းပြောမင်းကငါအရေးလည်းမယူတန်းလည်းမဝင်ဘူးငါတို့ကအချောက်စိတ်တည်းမရှိဘူးအမြုံစိတ်တည်းမရှိတဲ့အတွက်မင်းကငါဘာမှတရားလည်းမစွဲဘူးအမှုလည်းမဖွင့်ဘူးဒီမှာကြည့်လိုက်မေးတယ်တစ်ဖက်ရန်သူ PDF တွေကိုသတင်းပေးတယ်ဒါကြောင့်ကျွန်တော်ကစစ်သားတွေကိုသတင်းပေးပြီးတော့ PDF တွေကိုသတင်းပေးတယ်စစ်သားတွေကကျွန်တော်မေးတိုင်းဖြေမှာလားဒီလေအဖြစ်နာတွေဖြစ်ကုန်တယ်ဒီမြန်မာနိုင်ငံဒီလိုဖြစ်တာတွေကျွန်တော်ကြောင့်ပဲဖြစ်တယ်လို့ဖြစ်နေပြီမဖြစ်တဲ့နာတွေဖြစ်ကုန်နေတဲ့ဒီကြောင့်တရားတွေကိုသိတဲ့အတွက်ကျွန်တော်စော်ဘိုးကြီးနောက်ကိုတောက်လျှောက်လိုက်နေတာကျွန်တော်နောက်ကိုလိုက်နေတာတဲ့ပြောတော့မင်းပြောတော့လာရှိုးသွားတာဆိုဘယ်နဲ့ငါနောက်လိုက်နေငါပြင်ဦးလွင်လဲလာတယ်နေပြီးတော့တကြံလမ်းလျှောက်မှာလဲငါရှိတယ်ငလျင်ဘေးမှာပြန်ကြားရေးရုံးမှာလဲစီတွေစံတွေငါသွားလူတယ်
ပြီးမင်းကုန်းစေဒီဘရိုကြီးဘက်တွေမှာလည်းဘိုးဝါရိတ်တာတွေကိုငါသွားလူတယ်ဒါငလင်းမန္တလေးမှာလည်းအချိုရည်နဲ့ရေတံမှုတွေလူတယ်မိုင်း20ကဟိုမှာဝါဒပန့်မှာလည်းငါသွားပြီးတော့ရေစော့တယ်မင်းကနောက်ကိုဘယ်နားမှာလိုက်နေရဒီကောင်တကယ်လူအထင်ကြီးအောင်ပြောတယ်တကက်ဘောမအစ်အောက်တန်းစားအစ်နော်အဘကကြောင့်ကြီးနော်စားဓာတ်တွေ SB တွေခင်ဗျားတို့နော်အလုံးလုံးဒီကောင်ချစ်ဖေချစ်မွေဆိုပြီးတော့လိုက်ပတ်လိန်နေတာဟိုဗမော်ဘက်မှာလည်းဒီကောင်ကြောက်သွားတူးသေးတယ်အဲ့တုန်းကကြတော့သူတို့ line တွေမကောင်းခဲ့လို့ခင်မကောင်းခဲ့လို့နော်အခုဒီမှာငါးမွေးနေတဲ့ဗုဒ္ဓရဲ့စစ်တီတော်ကြီးသူများအသက်ကိုမွေးပြီးတော့သူကဗုဒ္ဓရဲ့စစ်တီတော်ရဲ့အကြီးအကဲခေါင်းဆောင်နဲ့နားထောင်ပါအောင်ကျွန်တော်တို့ကလာရှိုးစစ်မြေပြင်လေရောက်ခဲ့ပြီးသွားပြီလာရှိုးစစ်မြေပြင်လေရောက်ခဲ့ပြီးတဲ့ရောက်ခဲ့ပြီဟဲ့အောင်မသီးပဲလာခဲ့လိုက်အောင်မသီးပဲလာခဲ့လိုက်ဗန်မွေးလောက်လာခဲ့လိုက်စောက်ကြီးစောက်ကျက်လာရှိုးစစ်မြေပြင်နေပါလိမ့်မပြောနဲ့မင်းစောက်စင်းကလာရှိုးစစ်မြေပြင်သွားလို့မရဘူးမင်းလိုမျိုးကောင်မျိုးကလေငဖားငရနော်အောက်တန်းစားနော်အောက်တန်းသားမင်းအောက်အထက်ဘာအောက်ပြီးတယ်ကောင်လာချိုးမင်းပါသွားလို့တာလေMNDA ဖင်သွားခံလာလားဟမ်လာချိုးမင်းဘလို့သွားရလဲဟမ်ကားကနေဟိုဒီကြိုက်ပြပြီးတော့လာချိုးရောက်နေတယ်ပါရှောက်ပြောတာလာချိုးမှဆိုရင်အဲ့ဒါမင်းရောက်ခဲ့တယ်ဆိုရင်လာချိုးမျိုးမှကြိုးစိုးပါကြီးဆိုင်ဖို့ဓာတ်ပုံလေးတစ်ပုံတော့တင်ပြသမ်းမှာကွာငါသိကျင်လို့ပါပြောပြီစခိုင်ကိုလေသွားအောင်ပါရခိုင်သွားအောင်ပါပြောနေတဲ့စကားတွေပေါ့ဗျာကောင်းဝင်ကငကားတွေဟာဆွဲပြပြီးမြေပြင်ကချစ်တိကြားတွေဟာသူလည်းမိုင်းပုံးဆရာတော်ကြီးနဲ့တိတ်မကွာဘူးဟမ်မိုင်းပုံးဆရာတော်ကြီးကမြေအောက်မှာပေ3000လောက်ရှိတဲ့ငကားကြီးတဲ့နော်မြေစစ်မြေပြင်လေမြေအောက်မှာပေ3000လောက်ရှိတဲ့ငကားကြီးလှုပ်သွားလို့ငလင်လှုပ်တာတဲ့အခု तू ကကောင်းငင်ကငကားကြီးတဲ့လှုပ်ပြန်ပြီဟာရောက်ခဲ့ပြီးသွားပြီဟမ်ကချင်ကိုလည်းရောက်ခဲ့ပြီးသွားပြီရခိုင်ကိုလည်းသွားအောင်ပါဟာမင်းသားကြီးပြောနေတဲ့စကားတွေပေါ့ဗျာဟာကောင်းဝင်ကငကားတွေဟာဆွဲပြပြီးဟာမြေပြင်ကချစ်တိကြားတွေမဲလိုက်ဟာခိုင်ပြိုရဲအေးကိုမဲဟာကောင်းကင်ကငကားတွေအစွမ်းပြပြီးတော့တယ်မြေပြင်ကချင်သိတယ်ပါလေကြားတယ်အမဲလိုက်မယ်လေဒီကောင်ဘိုးတော်ယူနေလားမသိနော်ဟမ်ကောင်းကင်ကငကားတွေတဲ့ဟိုတလောမှာမိုင်းဖုံးဆရာတော်ကြီးကမြေကြီးထဲမှာငကားပိတ်3000လောက်ဗာလဲမိုင်3000လောက်ရှိတယ်တဲ့နော်အခုကချင်စစ်မြေပြီးရင်သူအကွက်သူကျွန်တော်ချမယ်အကွက်ပြမယ်အကွက်လာမယ်ကောင်ရှားလေးကြွိုက်ဘလောင်ပြူမယ်ကိုင်းရွှေတော့ပွဲကြီးကိုင်းကုန်ကြားရှင်မျိုးပြောင်းမယ်ဆိုတာဟာဘုရားတကာကြီးရဲ့အချစ်ဆုံးသားကြီးကိုအောင်ခေါ်မင်းသားကြီးခေါ်မင်းသားအောင်ရဲ့ကျုပ်တင်နမိတ်ဘုရားတကာကြီးရဲ့အချစ်ဆုံးသားကြီးကိုအောင်ခေါ်မင်းသားကြီးခေါ်မင်းသားအောင်နဲ့ဒီကောင်အဖေတော်များပုံရတယ်ဒီကောင်ယာတူးယာကန်ရှိလို့ချင်းသူ့အမေပါပေးလို့မယ်ကောင်တဲ့လားသူ့အမေကိုလေတွေကပေးလို့ရင်လည်းလို့မယ်ကောင်ဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်ယာတူးယာကန်ရှိတယ်နည်းနည်းပါးပါးလောက်မင်းဟိုဟာလောက်ရှိတယ်ဆိုရင်တော့မှမင်းအမေကိုမင်းပေးလို့မယ်ကောင်တေွားတဲ့မင်းအဖွားဟုတ်တော့မှအဖွားထားဟုတ်တားကောင်သားကြီးတို့အဲ့ဒီယာတူးယာကန်ရှိတဲ့ကောင်ကိုအလိုခံပေးပါဆိုရင်တော့မင်းလိုခိုင်းမယ်ကောင်မင်းကနော်မင်းစောက်တင်ဟဲ့အောင်ကြိုက်တဲ့ချိန်လာခဲ့နော်ဒီမကြီးဒီပဲစော်ဘွင်းလို့အစ်မျိုးဟာကျွန်တော်တို့နဲ့အများကြီးဝေးတယ်စော်ဘွင်းလို့အစ်မျိုးဟာတဲ့သူနဲ့ဝေးတယ်တဲ့သူနဲ့ကျွန်တော်နဲ့အစ်မတူဆိုပြီးတော့ကျွန်တော်အရင်စဖုံးဆက်တယ်နော်ဖုံးဆက်ပြီးတော့ကျွန်တော်ရဲ့နာမည်ဇော်ဘွင်းဆိုတဲ့နာမည်ကိုကျွန်တော်ရဲ့ဘောသူ့ရဲ့စောက်ပေါက်မှာတနေ့ကုန်ငုံတာနော်လိုင်းပေါ်မှာလည်းအဲ့မှာသွားဇော်ဘွင်းကျွန်တော်နာမည်တော့သူပြအောင်မခေါ်နိုင်ဘူးနော်စောက်ကလာဒန်ဒီအိုးတွေကြီးတွေဝယ်တော့သူဝယ်တတ်တယ်ကျွန်တော်ကြတော့ဇော်ဘွင်းခွတ်သားလဲဇော်ဘွင်းဟမ်သူကကျွန်တော်ကြည့်အောင်ကျွန်တော်နဲ့သူနဲ့အစင်တန်းမတူဘူးဆိုပြီးတော့ကျွန်တော်အကြောင်းတွေသူပြောနေတယ်ဆိုတော့စဉ်းစားလေစူတောင်းလေဒီကလမ်းဘေးကကလေးကချီအောက်တန်းစားကျွန်တော်လမ်းဘေးကကလေးကချီအောက်တန်းစားဆိုရင်ဒီကောင်ကကျွန်တော်အဲ့လိုပြောလိုက်ရင်ဒီကောင်လဲလမ်းဘေးကကလေးကချီအောက်တန်းစားမဟုတ်ဘူးလားအဲ့လိုအုံနောက်အဆန်ချောင်းတဲ့ကောင်နော်တမတော်သားအရာရှိစစ်တီတွေကိုခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေတမတော်သားအရာရှိစစ်ဟဲ့မင်းနဲ့ငါနဲ့ရှင်ပြီးတော့ရက်ကြည့်ပြီးတော့မင်းပုံတပုံတင်ကြည့်လိုက်တမတော်သားအရာရှိစစ်တီတွေနဲ့မင်းဘက်နဲ့ငါဘက်နဲ့ဘယ်သူဘက်မှာပိုရှိလဲဆိုရင်အဖြေပေါ်သွားလိမ့်မယ်မင်းတို့ကောင်မျိုးကလေကိုကွန်းမန့်ကိုတော်မှာဖက်ပြီးတော့မှကိုရဲ့ post အောက်မှာမန့်လာရေးတဲ့လူတွေရဲ့မန့်ကို
ဖတ်ပြီးတော့မှမရှက်တတ်တဲ့ကောင်မျိုးမင်းတို့ဒီညနှိပ်ခုပြီးနောက်နေ့မင်းငေါ့ကြိုက်တာလာပြောဟဲ့အပြင်မှာထိတ်တိုက်တွေ့ကျင်နေဆိုရင်ကြိုက်တဲ့ချိန်လာခဲ့မြန်မာနိုင်ငံလုံးနေမချောင်ကြိုက်တဲ့နေရာအကုန်သွားတယ်မင်းတို့လိုအဖွဲ့အစည်းတွေပါတယ်ငါမှမရှိဘူးတပွေသေးသွားတာဟုတ်ပြီလားမင်းတို့ဒီညဆုံးမပြီးနောက်နေ့ sorry ပဲဘဒူလာပို့ဖို့မင်းငေါ့တင်နေပို့လည်းမကြည့်တော့ဘူးမင်းတို့အောက်တန်းသားမျိုးနော်ဟိုခွဲပေးတယ်ပြည်သူတွေကိုတော်တော်နဲ့နိုင်ငံဝန်ထမ်းတွေပေါ်မှာထင်အောင်ထင်မှာဖြစ်အောင်တွေးထိုးလှုပ်ဆော်နေတဲ့မန္တလေး MDY PDF ကကောဒီကောကျွန်တော်မန္တလေး MDY PDF တဲ့ပြီးကျွန်တော်ပြအောင်မှာသူကျွန်တော်မင်းဟိုတဲ့ PDF ကတတ်သွားတယ်ဆိုပြီးတော့တဲ့မန္တလေးမှာတတ်ခဲ့မှာတဲ့ပြမယ်ဒီကောင်းဟာကျွန်တော်အကုန်လုံးစကွင်ရှောရိုက်ထားဒီကောင်တွေရိုက်ထားဒီကောင်ပို့ထားတဲ့ဟာတွေအဲ့မှာအဲ့ဒါပြန်ရှာလိုက်ငါ့ကိုမန္တလေး PDF ကတတ်တယ်ဆိုပြီးတော့တဲ့ဒီနေ့လာပို့လာတာတတ်တယ်ဆိုပြီးတော့မှတဲ့မင်းကိုထားခဲ့မယ်တဲ့မင်းကိုတတ်မယ်ဆိုပြီးတော့အမေအတွင်းလူကလောက်ကြံမဲ့ပုံသူပြောနေတာဒီကောင်နောက်ကဆရာကြီးတွေကမင်းသားကြီးနဲ့အဖွဲကဖော်ထုတ်အောင်မယ်ဆိုတဲ့ကြောင့်တနိုင်ငံလုံးမှာရှိတဲ့ရဲရှင်ပြည်သားတိုင်းရင်းသားများအားလုံးကိုဟုတ်တယ်ကျွန်တော်က PDF ဆိုတနိုင်ငံလုံးပတ်သွားနေတာကျွန်တော်က PDF ကကောင်စစ်တပ်တွေလည်းသွားလူနေတယ်ဒါသူပြောသလိုပေါ့ကျွန်တော် PDF ပေါ့ MDY PDF ကြီးပေါ့ကျွန်တော်ကသူပြောသလိုကျွန်တော်စစ်တပ်တွေလည်းပတ်လူဟိုကျေးသီးပါလဲမိုင်းအောင်မှာလည်းအမှဟိုအတွက်ဆိုပြီးတော့330လူခဲ့ပေးတယ်နော်ပြီးဘာဒူးစစ်တဲ့ကလေးလည်းဟိုဘာဘာဒူးတက်နေမှာ400ခရင်မှာလည်းတက်နေမူကြီးကိုအခွင့်တောင်းပြီးတော့မှဆေးရုံမှာလူခဲ့ပေးတယ်နော်ကိုတက်နိုင်တဲ့ဘက်ကကိုတက်မတော်သားတွေကိုလူခဲ့ပေးတယ်နော်ဒီကောင်အဲ့လိုလားကျွန်တော်တို့ကလူတဲ့ပုံတွေရှိတင်လို့ပြီးမှမဟုတ်တော့ဘူးနိုင်ငံတော်ဖားလို့ပြီးမှမဟုတ်ဒီကောင်ရွာသားကြီးပို့ရမယ်ဒီမှာကြည့်လိုက်ကျွန်တော်မင်းသားကြီးကဂရိပေးနေအမေကျွန်တော်ရဲ့ပြောချနေမှုကိုဒီကိုချော်ရပါတယ်လာပြီဒီကောင်တိုင်းခွက်တွေစကားတွေမှာကျွန်တော်ရဲ့ပြောဆိုမှုတွေဟာဟန်ပန်မူရာတွေအရာရိုင်းပြသွားရင်ကျွန်တော်ကိုခွင့်လွှတ်ပေးကြပါလို့တနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်လူပြည်သားတိုင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကလက်ဆယ်ပြထိမှမိုးရီတောင်းပန်အပ်ပါတယ်လာပြီတိုင်းခွက်ကြောက်စော်ဖိုးဘုရားစစ်တီတော့တက်ဖွဲ့ကြီးရဲ့ဦးစီးဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါပဲမင်းတဲ့ရစီပြောဆိုဖို့ဘုရားရဲ့စစ်တီတော့ဦးစီးဦးဆောင်မင်းသားကြီးဆိုတာငါပဲမင်းတဲ့နေစိတ်ပြီဟောတိုင်းခွက်ကခေါ်လိုက်တဲ့စတိုင်ကပြောဆိုဖို့တကယ်ကောင်ကွာယူနေပြီဒီကောင်တိုင်းကျင့်နေကျွန်တော်ချဖို့တိုင်းတာဝူရှူဝါတိုင်းနေသေးရမလားရောက်ရေးမင်းပါပြောငါအကမပြတ်ဘူးနော်တကယ်အယူမင်းသားကြီးပဲသိလားဟောဆိုဖို့ဘုံတော်ရဲ့စစ်တီတော့ဦးစီးဦးတော့မင်းသားကြီးဆိုတာငါပဲမင်းသေးနေစိတ်ပြီဟာကျွန်တော်အတန်နဲ့သူ့အတန်နဲ့ဘယ်သူမှန်ပါလဲကျွန်တော်လုပ်ပြမယ်ကျွန်တော်လည်းပြန်လုံးတိုင်းမယ်ဟေ့မင်းသားကြီးငါလည်းမင်းကိုကြောက်နေတာငါကတော့တိုင်းချစ်ပြချစ်အမျိုးချစ်နိုင်ငံချစ်တဲ့စပီကာလေးပါလို့တကယ်ပါကြက်မပြေတဲ့ကောင်တွေကိုအဲ့ဒါဦးကျန်ချစ်တော်ဖေချစ်တော်အမေတဲ့ဟမ်ချစ်ဖေချစ်မိတဲ့နောက်ဆုံးမို့တိုင်းကွယ်ကျွန်တော်မတော်ဘူးလားတဲ့မစားဘူးအဲ့လိုပဲနော်ရည်နေရတယ်ခင်ဗျားတို့ရည်သေးခြင်းတော့ရည်သေးကျွန်တော်မျက်ရည်တောင်ထွက်ရည်တော့လိုက်အောင်မယ်နော်ကျွန်တော်နောက်ကိုလိုက်နေရတယ်ဘယ်ကနေလိုက်နေလဲမသိဘူးနော်ပေးဒီမှာကြီးသူရေးထားတာကျွန်တော်ပြမယ်ကျွန်တော်ဒီနေ့ message တွေပို့တယ်မင်းလာခဲ့ဆိုလည်းမလာဘူးမင်းတည်တဲ့နေ့ငါ့ကိုမြင်ရမယ်တဲ့ငါမင်းငါရှိလာနေတော့ကားမောက်ပြီးတည်နေဦးမယ်လို့ပြောလိုက်တယ်အမှတက်အောင်မှသူ့ဒီမှာရေးထားသေးတယ် KTV ဟုတ်လားတဲ့မင်းဆရာကြီးတဲ့121စစ်ကြောင်းမှုနဲ့လူမိုက်တွေဘာဖြစ်သွားလဲကျွန်တော်ဘာမှဆရာမရှိဘူး
ဘင်းနိုင်ကောင်ကျွန်တော်ကတဘင်းနိုင်ကောင်နော်တပွေတဲ့နေတဲ့ကောင်သူကတဲ့တနက်တွေနဲ့ဓာတ်တွေနဲ့လူအယောက်40ဟိုတဲ့ပြန်ချတာတဲ့မန္တလေးများမန္တလာဆေးရွာနေညာတွင်းချင်းခွေးပြေးပြေးရတယ်ပစိုးတော်မပေါ့ခေါင်းပေါင်းကြီးနဲ့နော်ဒီဥစ္စာတွေပြီးအကုန်စကရင်ရှော့ရိုက်ကြလားဒီကောင်ဖုန်းနံပါတ်နဲ့ဒီကောင်ကျွန်တော်ကြီးမဲလို့ပြီးထားတယ်နာမည်ကနော် down the water ကြီးthe water သူစကားပြောပုံပြောတာပါယထာပေါ်မှာရစားရောင်းတာလို့ဟိုသူများတွေသူရေးထားတယ်သူမချက်ဘူးတလားသူအတန်လေငါတို့တဲ့ဟိုလိုင်းငါပြန်စီးနေရတယ်တဲ့ယထာပေါ်မှာလို့တဲ့ဟိုတဲ့သူ့ကိုဘယ်သူမြောက်ပေးနေလဲမသိဘူးသူ့နောက်မှာအဲ့လူကြီးတယောက်တော့ရှိလောက်တယ်သူ့ကိုမြောက်ပေးနေအဲ့လူကြီးလေအောက်တန်းသားလူကြီးပဲနေမှာပါသူ့ကိုလိုက်မြောက်ပေးနေနော်ကျွန်တော်တို့တဲ့ဟိုဟာတဲ့ယထာဟိုဗာလဲဟိုမင်းသားကြီးဆိုတဲ့ကောင်ကလည်းဟိုဗာလဲဆေးဟိုဗာလဲရစားရောင်းနေတယ်ကောင်လည်းမသိဘူးဒီကောင်ရေးထားတာလေဒီကောင်သူ့ကိုတိုင်လိုက်တဲ့ကျွန်တော်ဆောက်ချောင်းမှမဟုတ်တာဘယ်သူတိုင်ရမှာတိုင်တယ်လည်းအကြောင်းမရှိပါဘူးနော်မင်းလူတွေဟုတ်တဲ့မင်းဘဝဘာဖြစ်သွင်းမလဲစောင့်ကြည့်နေတဲ့လူတွေအများကြီးမင်းကို MD1 PDF ကတတ်သွားပါတယ်ဆိုတဲ့တည်င်းထွက်လာပါလိမ့်မယ်တဲ့ခွေးကောင်နဲ့ကျွန်တော်အဲ့လိုရေးရတဲ့နော်သူရေးထားတာမင်းလူတွေဟုတ်လားမင်းဘဝဘာဖြစ်သွားမလဲစောင့်ကြည့်နေလူတွေအများကြီးတဲ့မင်းကို MD1 PDF ကတက်သွားပါတယ်ဆိုတဲ့တည်င်းထွက်လာလိမ့်မယ်တဲ့ဟောသူပြောတော့ကျွန်တော်က MD1 PDF ခေါင်းဆောင်နဲ့နော်ဒီကောင်တွေကကျွန်တော်သွားကြည့်လိုက်ပါကျွန်တော်နာမည်နဲ့ကျွန်တော်ရဲ့ဘောသူ့ပါဇက်တဲ့ရောက်နေမှာဒီကောင် like တွေ follower တွေရတာနော်မင်းသားရောက်ငါမင်းတို့ဒီနေရာနေပြောလိုက်မယ်ငါဒီနေ့မင်းနဲ့ပတ်သက်တဲ့ဥစ္စာနောက်ဆုံးပဲမင်းကြိုက်တာပြောနော်ငါတနိုင်ငံလုံးပတ်သွားနေတဲ့ကောင်မင်းတို့မျိုးလာရှိုးမရောက်ဘဲနဲ့လည်းရောက်တယ်မပြောဘူးနော်ရခိုင်မရောက်ဘဲနဲ့လည်းရောက်တယ်မပြောဘူးလာရှိုးသွားနေတာတဲ့စစ်မြေပြင်ကိုလည်း तू ကပါလေစစ်မြေပြင်ပါသွားလို့တာဖင်သွားခံတာဟမ်သူစောက်စင်းကဘာစောက်စင်းတော့စစ်မြေပြင်သွားတယ်ဆိုတော့တကက်စောက်ပေါ်အဲ့ကောင်အဲ့လေကျွန်တော်ကပြောလူကြီးတွေနဲ့ဒီနေ့ဟိုကျွန်တော်မှလည်းရှိတာပေါ့ဗျာအပေါင်းအသင်းတွေပြင်ဦးနေဆိုတော့တက်နေဆိုတော့နော်ကိုယ့်ဘောက်ကိုညီကိုလေးစကားပြောနေအဲ့ဒီကောင်စောက်ပေါ်ကြီးပဲတဲ့အုံတော့ကြက်ပြေလားမသိဘူးတဲ့အကွက်တွေကဘာလဲဓာရွာရနဲ့လာဘာလို့မလဲမသိနော်တကက်အယူသူ့ကိုယ်သူလဲဘာမင်းလာအောင်ဘာအောင်ငါအောင်နဲ့ပြီးချစ်ဖေချစ်မိတဲ့ဖျားတာရကကြီးအကြီးဆုံးသားတယ်ဟာအဘကကြုတ်ကြီးကြီးကျက်လုံးအဘကကြုတ်ကြီးအဲ့ကောင်ကြောင့်တိတ်ခါတွေကြာနေပါပြီဗျာအဲ့ကောင်ကျွန်တော်တို့ကငငယ်တော့ဘိုးကြီးကိုလေးပြုတ်ဆိုတာရောတကယ်ပြုတ်ခဲ့တာကြိုက်တဲ့အချိန်ခေါ်စစ်လိုက်ပြောပလိုက်မှအဲ့မှာနော်ဟိုမှာရုရှားပြန်တော့လိန်ကွင်းမှာတွားကြိုခဲ့သေးတယ်အဲ့ဒါကိုကျွန်တော် MD1 PD ရဲ့မြန်မာပြည်ထောက်လိုင်းရေးစားတိုင်းအဲ့လောက်မညံ့ဘူးမင်းလာပြောတယ်စောက်ယူမင်းကိုဖမ်းလိုက်မယ်အဲ့မှာကြီးနေနော်မင်းချစ်ဖေချစ်မေဖျားတကာရဲ့သားအကြီးဆုံးဆိုပြီးတော့ကြောင်တောင်းနေတာနော်မလို့တော့ပါဘူးကျွန်တော်ဒီနေ့နောက်ဆုံးပါပဲဖုံးဆက်ပြီးပြဲတဲ့ဒီကောင်အခုကျွန်တော်ဆက်ပြမလားကျွန်တော်ဆက်ပြမယ်ဒီကောင်ကျွန်တော်လိုက်ကြည့်နေတာဒီကောင်ကျွန်တော်အရန်ကိုကျွေးနေတာဒီကောင်ဟောနာမည်ကြီးမဲလို့ရိုက်လိုက်ရင်ပေါ်တယ်ဗျအောင်မင်းမလာတယ်ဘူးလားမေးလိုက်အောင်ဒီကောင်ဖုန်းနံပါတ်က4483ကြ41218တဲ့ကန်ရဲအကောင်ကြောက်တယ်ပြောလိုက်မင်းငါ့ကိုဖုံးဆက်တယ်ပြီးဆဲတော့ဖုံးချမင်းစင်းနဲ့ငါစင်းမတန်ဘူးပြောတော့ KTV ထဲရောက်နေတယ်မှာ4483ကြ41218ဟုတ်ပါတယ်4483ကြ41218ပါကျွန်တော် KTV ရောက်နေတယ်မှာပြောလိုက်ရင် तू ပဲလေကြီးမိုးကျငါမင်းငါ့ကိုဖုံးဆက်ပါညာနဲ့အခုဆက်ပေးရလေကန်ရဲဦးကြောက်တယ်လိုင်းပေါ်မှာရှောက်ပြောနေတာမကြီးမဲတဲ့စောက်ချက်ကွဲပြီစောက်ချက်ကွဲပြီ
sau xe chi quê bị phốm cả nhiều thấy không KTV này hả là KTV này ra đi con tôi là dọa ta KTV này vì KTV cho nó thêm má cái này thì còn KTV này vì KTV mà mũ này mà cái nó cái này cái nào chị mẹ à cháu này à đi lại mà bà qua đi sau yêu qua đi hả là bố đó là sức đi rồi bà biết đấy nhỉ hả là à chị cái con đó ngã mũi này hả là hả bố đó là sức đi rồi chị cái con đó ngã mũi bị rồi ngã nhau này hả là mình sau yêu qua đi mà lâu này hiểu lại mà sau sẽ quay mình đó là số bao nhiêu đại khai đại con này trả số này nó sau bố sau yêu phong cảnh nào đấy biểu yêu sau đàn ông thôi yêu đúng không phong cảnh là sau đàn mà thôi yêu sau đàn mà thôi yêu đúng là yêu lại mình ngao phong xe đấy nếu tay đâu mà mình ngao lại sau đàn mà thôi yêuအဲ့ဒါဘာလဲသူနဲ့မြေပါငါအောင်ကိုမင်းသားကြီးကိုဒီကောင်ဆုံးမပြီးနောက်နေ့ဒီကောင်နဲ့မပြောတော့ဘူးပြောရင်ကြောက်တယ်စောက်ပေါ်ဖုံးမပြောရင်မျိုးဒီညဆုံးမပြီးနောက်နေ့ငါနဲ့မင်းနဲ့စောက်စိတ်မတူငါနဲ့လာမပြောနဲ့ပြောပွဲမှာတဲ့ဘူကြီးတွေနဲ့ပေါင်းပြီးဖာခန်းတွေ KTV တွေအများကြီးပဲလှုပ်တယ်အဲ့တော့ကိုယ့်ဘောက်ကိုဝင်ဖမ်းမင်းသားကြီးတိုင်ပတ်နေပြီမင်းသားကြီးဆိုတဲ့ကောင်တိုင်ပတ်သွားပြီကြောက်ကြီးပန်းနေပြီပြောလိုက်ရင်စောက်ကြီးစောက်ကျင်နေတစ်တော့မှာသွားပြီလစ်သွားပြီဒီနဲ့တည်းလာခဲ့ကွာအပြင်မှာထိတ်တိုက်တွေ့ကျင်တာမင်းကိုဘယ်မှမတိုင်ဘူးတရားလည်းမဆွဲဘူးဒါတင်ပြန်ပြီကားပုံကြီးတဲ့လားဘာကောင်းမှမသိဘူးဟာမက်ခိုင်လေးမချမ်းပါနဲ့ဗျာမင်းသားကြီးဆိုတဲ့ကောင်ကိုစွပ်ပတ်နဲ့ပုတ်ခိုင်းပြမယ်ကိုင်းအေးတာပဲချက်ကလာယူချင်းအောင်ဆောင်သွားတာစားမရှိဘူးပြီးလိုက်ကျွန်တော်နောက်ကတကောက်ကောက်တဲ့ကဲအဲ့တော့ကျွန်တော်မြန်မာပြည်ကလည်းစီရေးအရာကတော့ပြီးဆုံးသွားပြီနိုင်ငံပြန်လဲထူထောင်ရေးတွေလုပ်ကြမယ်ဒီ LOC လမ်းကြီးတွေဂုံသွေးလမ်းကြောင်းတွေပွင့်အောင်လုပ်မယ်တရင်တော့အခုအချိန်တော့မီသေးမယ်တင်တယ်ကျွန်တော် YouTube မှာဒီနေ့ဟိုပါပေါ့မက်တီတာယူမွန်တို့ကတော့မြင်းကြံမျိုးရဲ့အပခပေါ့နော်အကဖလားအကျန်းဖက်ခေါင်းဆောင်ကိုဟိုဖြစ်သွားတယ်နော်အသေးဖမ်းမိတယ်6ယောက်ပေါ့နော်6ယောက်ဒီမှာကျွန်တော်ပြမယ်နော်29ရက်4လ2025ရက်နေ့မြင်းကြံမျိုးနယ်ပကဖကြီးမင်းကပြန်ဆက်လာတယ်ကြီးမင်းကကြောက်တာဒီကောင်အယူပါဒီကောင် KTV ထဲရောက်နေ KTV ကဒီကောင်ဘာကျွန်တော် line နောက်ဆက်တော့မှသူကြောက်သွားပြီ29ရက်4လ2025ရက်နေ့မြင်းကြံမြို့နယ်ပကဖတာဝန်ခံသိန်းစိုးဝင်းခဂျာကြီးမြင်းကြံတောင်ကြားတွင်နဲ့လုံခြုံရေးတာဝန်ယူထားသောတပ်မတော်စစ်ကြောင်းနှင့်မြင်းကြံပြည်သူ့စစ်စခန်းအားမနက်6နာရီချိန်တွင်6လက်ဒရုန်း3ကြီးဖြင့်12လုံးအကြမ်းဖက်အင်အား100ခန့်ဖြင့်လာရောက်တိုက်ခိုက်ရတဲ့ရန်သူဘက်မှ6ယောက်အပါအဝင်အကြမ်းဖက်ပကဖခေါင်းဆောင်ဂျာကြီးတေဆုံးပြီးနနက်9နာရီအချိန်ရန်သူအကြမ်းဖက်နနက်9နာရီရန်သူအကြမ်းဖက်များအထိနာပြီးစုတ်ခွာထွက်ပြေးကြောင်းအလားတူမြင်းကြံနဘူးအိုင်ကားလမ်းမပေါ်ရှိကြောက်ပြုတ်ကျေးရွာတွင်လုံခြုံရေးတာဝန်ယူထားသောတပ်မတော်စစ်ကြောင်းနှင့်မြင်းကြံပြည်သူ့စစ်အဖွဲ့ကိုနနက်10နာရီ30မိနစ်ခန့်အချိန်တွင်မြင်းကြံတရွေးပုတ်ကျေးရွာပကဖခေါင်းဆောင်ဘဲဦးဆောင်သောပကဖအဖွဲ့3ဖွဲ့ပေါင်းပြီးလာရောက်တိုက်ခိုက်ရာအပြန်အလှန်တိုက်ပွဲဖြစ်ပြီးရန်သူများအထိနာရန်သူ3ယောက်အလောင်းများဆွဲပြေးကနောက်ဆုတ်ပြေးသွားကြအောင်နော်ဒါမြင်းကြံပြည်သူ့စစ်
နော်ဒါကတော့ PDF တွေကိုပေါ့ကိုအလင်းဝင်ခြင်းဝင်ခြင်းနေအဲ့ဒါတော့ကိုလိုမဟုတ်တော့ဘူးပေါ့နော်ဒါသူကသူဝင်အလင်းအမြန်ဝင်ဒီကောင်မင်းသားကြီးနောက်ဆက်နေပြီမနိုင်ဘူးဒီကောင်နိုင်ကြောက်KTV 咧爬叉နေတယ်မေလို့ဟောမင်းတို့ဒီညနောက်ဆုံးပဲနောက်နေ့လာမဆက်ဆံနေတော့ကျွန်တော်တို့ငေါ်ရအောင်နေရပါတပည့်အတွင်းဆရာနာချင်းကြာဆုံးတော့ပါမယ်ပါလို့ညာတော့သိရမှာပြည်တယ်ပြီးတော့ဟုတ်တာလည်းမဟုတ်ဘူးအားလုံးအလူခံခွက်ခောက်ပြီးတော့ကလေးတွေသေခိုင်းတာနော်အဲ့တော့ PDF ညီငယ်ညီမငယ်တွေကိုရောက်ရှိနေတဲ့ဘဝကိုကိုအတီဆုံးဖြစ်တယ်အဲ့တော့ကိုနိုင်ငံကိုလူမျိုးအင်အားရှိမှနော်ကိုတိုင်းပြည်အင်အားရှိမယ်အဲ့ကိုနိုင်ငံကိုလူမျိုးတွေပြုံးသီးသွားရင်နွားကွင်းကြွားကြားဆွဲလိမ့်မယ်နော်အခုကနွားကွင်းခွေးဆွဲမှာနော်ကြားမဟုတ်ဒီကောင်တွေကြားနဲ့မတန်ဘူးနော်အဲ့တော့ကြတော့နော်အဲ့တော့ကြတော့မနေ့ပြန်ပေါ့ဗျာ live လွှင့်လို့ရရင်လည်းလွှင့်မယ်သတင်းကတော့ဒီညဟိုဖြစ်သွားပြီဒီမှာလည်းပြောတာဆိုတော့TikTok မှာနည်းနည်း feed ပုတ်တင်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့မနေ့ပြန်ကြရင်သတင်းလေးတွေပြန်ပြောပေးမယ်ဆွမ်းနာသတင်းလေးတွေရှိသေးတယ်မြန်မာပြည်အများဆုံးချင်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေကိရှင်းပါစေနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မေတ္တာဖို့ဆုတောင်းပေးပါတယ်အကွက်မင်းသားအိကွက်တည်ရမလားလုံးစိုးဖို့ဘိုးတော်ရဲ့စစ်တီတော်အကြီးအကဲခေါင်းဆောင်ငါအောင်ကိုမင်းလောင်ကိုမင်းသားဆိုတော့ငါပဲမင်းတေနဲ့စီပြီကြီးမဲလောင်နေပြီကြီးမဲလောင်နေပြီကြီးမဲဟဲ့ကြီးမဲကြောက်ကြီးမဲတဲ့လားစကားပြောရင်စကားမပြောရင်ကြောက်တာ KTV ရောက်နေပြီအဲ့ကောင် KTV ရောက်နေပြီခင်ဗျားတို့အဲ့ကောင်ဖျားရောင်တရားရောင်ဖျားရှိခိုးတဲ့ပုံတွေတင်ပြမယ်ဒီကောင်ဖျားရှိခိုးတဲ့ပုံတွေတင်ပြမယ် like ကလေးရမလားလို့ဟိုနေရာလေးသွားပြီးတင်မယ်တင်သူ့ like အောင်သူ့ကိုလည်းဘယ်သူမှစိတ်ဝင်စားတော့ကျွန်တော်အတန်းရှင်းချတာအဲ့ဒါအချောက်လို့ခေါ်တယ်နော်အချောက်သူဖျားရှိခိုးတဲ့ပုံတွေတင်တယ်ဘယ်သူမှလည်းသူ့စောက်တယ်မကြည့်ဘူးပြီးသူကငါးမွေးပြီးအခုသူလုံနေတဲ့ကောင်အဲ့တော့သူကဖျားရှိခိုးတယ်အကောင် KTV ရောက်နေပြီ